ဤစင်ပေါက်လေးသည်ကြီးမားလာသောနရွက်တစုံနှင့်မွေးဖွားလာခဲ့သည်ထိုအချက်ကြောင့်စက္ကပ်ပိုင်ရှင်ကသူ့ကိုတန်ဖိုးမရှိဟုထင်မှတ်စေကစင်ထိန်ကလည်းရင်းအားထူးဆန်းသောတတဝါအဖြစ်တောင်ပြောင်တရောခဲ့သည်သို့တော်လည်းမိခင်စင်မကြီးသည်သူမ၏နှမောင်းကိုအသုံးပြု၍စင်ထိန်အားတွင်ပစ်လိုက်သည်ညီသူမြသူမ၏ရင်သွေးကိုမလောင်ပြောင်ဝန်းတော့ပေသို့တော်စင်ပေါက်လေးစက္ကပ်အဖွဲ့တွင်ဆက်လက်ရှင်တန်နိုင်ရန်အတွက်မီလီနှင့်ဂျိုးတို့ကသူ့ကိုတိတ်တဆိတ်လေ့ကျင့်ပေးခဲ့ပြီးတန်ဖိုးဟုအမည်ပေးခဲ့ကြသည်တနေ့တွင်တန်ဖိုးသည်ငှက်မွေးတစ်ချောင်းကိုသူ၏နာမောင်းထဲသို့မတော်တဆဆုပ်ယူမိသွားသည်ထို့နောက်ကြီးမားသောသူ၏နရွက်များကိုခက်လိုက်ရာသူသည်အမှန်တကယ်ပြန်တန်းနိုင်ခဲ့သည်မီလီနှင့်ဂျိုးတို့သည်ဤအံ့အားသင့်ဖွယ်ရာကိုတထေးထံချက်ချင်းသွားရောက်ပြောကြားခဲ့သည်ထို့ကြောင့်တန်ဖိုးသည်သူ၏ပထမဆုံးဖျော်ဖြေခွင့်ကိုရရှိခဲ့တော်လဲသူ၏ကြီးမားလာသောနရွက်များကြောင့်ပရိသတ်များကသူ့ကိုလူဆန်းဟုအော်ဟစ်ခေါ်ဆိုခဲ့ကြသည်ပရိသတ်များသည်တန်ဖိုးထံသို့ပစ္စည်းများဖြင့်ဆက်တိုက်ပြစ်ပေါက်နေခဲ့ကြသည်မိခင်စင်မကြီးသည်တန်ဖိုး၏ကြောက်ရွံ့မှုကိုရိပ်မိပြီးသူ့ကိုကာကွယ်ရန်စင်မြင့်ပေါ်သို့အပြေးလွှာရောက်ရှိလာခဲ့သည်ဒေါသထွက်နေသောမိခင်စင်မကြီးသည်ရုံရင်းဆန်ခတ်ဟိန်းဟောက်ပြီးမြေပြင်ကိုစောင့်နေတော့သည်ရင်းကပရိသတ်အားလုံးကိုလမ်းဖြန့်ပြေးစေခဲ့သည်ထိုအကြောင်းကြောင့်ပင်တထေးဖြစ်သူကမိခင်စင်မကြီးကိုပြန်လည်ရောင်းချလိုက်လေသည်ရှင်တန်နိုင်ရအတွက်တန်ဖိုးမှာလူသားတို့၏စကားကိုနာခံရန်သာတတ်နိုင်တော့သည်တနေ့တွင်တန်ဖိုးသည်စင်မြင့်ပေါ်၌နှမောင်းဖြစ်ရေကိုစုပ်ယူကာမိငိမ့်တက်သည့်ဖျော်ဖြေမှုကိုလှုပ်ဆောင်ခဲ့သည်ဖျော်ဖြေမှုမှာအောင်မြင်ခဲ့တော်လဲအလုသမားတဦး၏အမှားကြောင့်ငိမ့်တက်ပြီးသားမိသည်ရုတ်တရက်ပြန်လည်ကြီးထွားလာခဲ့သည်တန်ဖိုးသည်လွတ်မြောက်ရန်လမ်းမရှိပဲမြင့်မာသောစင်မြင့်ထက်တွင်ပိတ်မိနေခဲ့သည်ထိုအချိန်တွင်မီလီသည်တန်ဖိုးအနေဖြင့်နှမောင်းထဲသို့ငှက်မွေးတစ်ချောင်းကိုစုပ်ယူထားသည်၍ပြန်တန်းနိုင်သည်ကိုတတိယသွားသည်သူမသည်တန်ဖိုးရှိရာသို့ချက်ချင်းပြေးသွားခဲ့သည်အမှန်ပင်တန်ဖိုးမြေပြင်ပေါ်သို့မကျထွက်မီလေးတွင်သူ၏နေရွက်ကြီးနှစ်ဖက်ကိုခတ်ကာအောင်မြင်စွာပြန်တန်းနိုင်ခဲ့သည်ဤအချိန်တွင်သူသည်လူဆန်းတစ်ယောက်မဟုတ်တော့ပေသူသည်စက္ကပ်အဖွဲ့အတောက်ပဆုံးသောကျေပွင့်ဖြစ်လာခဲ့သည်သူသည်မိခင်အတွက်လည်းဝင်ထုတ်ဝင်ပိုးမဟုတ်တော့ပေသူသည်လူတိုင်းချစ်ခင်နှစ်သက်ကြသောပြန်တန်းနိုင်သည့်စင်ကလေးဖြစ်လာခဲ့သည်မကြာမီတန်ဖိုးသည်ကြီးကျယ်ခမ်းနားသောဖျော်ဖြေပွဲကြီးတစ်ခုကိုရရှိခဲ့သည်ဇညွန့်အရာတန်ဖိုးသည်ဂျွမ်းဘာကစားသမားတဦးကိုတည်ဆောင်ကာဝေဟင်ထက်တွင်ပြန်တန်းရမည်ဖြစ်တော်လဲတန်ဖိုးသည်မတော်တဆနှက်ချေမိသွားသည်ဂျွမ်းဘာကစားသမားမှာအမြင့်မှပြုတ်ကျသွားခဲ့သည်ကံကောင်းထောက်မစွာဖြင့်သူမသည်ကျိုးကိုအချိန်မီဖမ်းဆွဲနိုင်ခဲ့တော်လဲတန်ဖိုးမှမူထိုမြကံမကောင်းခဲ့ပေသူသည်မြင့်မာသောစင်မြင့်ထက်တွင်ရုန်းကန်နေရပြီးပြုတ်ကျလူနီးပါဖြစ်နေခဲ့သည်ကံကောင်းစွာဖြင့်သူသည်ငှက်မွေးကိုအချိန်မီဆုပ်ယူနိုင်ခဲ့ပြီးအောင်မြင်စွာပြန်တန်းနိုင်ခဲ့သည်ထို့နောက်တန်ဖိုးသည်သူ၏မိခင်ကိုရှာဖွေရန်ဖျော်ဖြေရေးခန်းမှအပြင်ဘက်သို့တက်တက်ပြန်တန်းသွားခဲ့တော်လဲသူ၏မိခင်မှာခြေထောက်တွင်တန်ကြိုးများခတ်နှောင်ခံထားရပြီးတန်လောင်အိမ်တွင်ပိတ်လောင်ခံထားရသည်ကိုတွေ့ရှိခဲ့သည်တန်ဖိုးကိုစိတ်အေးလက်အေးဖျော်ဖြေစေရန်အတွက်ကလန့်ကာနောက်ွယ်မှာတထေးကြီးကမိခင်စင်မကြီးကိုတက်ပြစ်ရန်ဆုံးဖြတ်ခဲ့သည်ဤအချက်ကစက္ကပ်အလုသမားအားလုံးကိုဒေါသထွက်စေခဲ့သည်ထို့ကြောင့်သူတို့သည်မိခင်စင်မကြီးလွတ်မြောက်ရန်ကူညီပေးကြဖို့ဆုံးဖြတ်ခဲ့ကြသည်တန်ဖိုးသည်လည်းအရာအားလုံးကိုရိပ်မိပုံရပြီးဖျော်ဖြေပွဲအသစ်တွင်ပူးပေါင်းပါဝင်ခဲ့သည်ဂျွမ်းဘာကစားသမားသည်တန်ဖိုး၏ကြောပေါ်တွင်စီးနှင်းကသူ့ထံသို့ငှက်မွေးတစ်ချောင်းကမ်းပေးခဲ့သည်သို့သောဤတစ်ချိန်တွင်မူတန်ဖိုးသည်ငှက်မွေးကိုလွှင့်ပစ်လိုက်ပြီးမိမိဘာသာအလိုအလျောက်ပြန်တန်းခဲ့သည်ယခုခါတွင်သူသည်ပြန်တန်းရန်အတွက်ငှက်မွေးကိုမလိုအပ်တော့ပေလူတို့တစ်ချိန်ကလောင်ပြောင်ခဲ့ကြသောနရွက်ကြီးများသည်ယခုခါသူ၏အတောင်ပံများဖြစ်လာခဲ့ပြီဖြစ်သည်သူသည်ဂျွမ်းဘာကစားသမားကိုတင်ဆောင်ကာဖျော်ဖြေရေးခန်းမှအပြင်ဘက်သို့တက်တက်ပြန်တန်းသွားခဲ့သည်စိတ်ကန်းသို့ရောက်ရှိသောအခါမိခင်စင်မကြီးသည်ထိုနေရာတွင်စောင့်ဆိုင်နေသည်မှကြာပြီဖြစ်သည်တန်ဖိုးသည်သူ့ကိုကူညီခဲ့ကြသူအားလုံး